Hello ကျွန်တော်ရဲ့ channel ကနေကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ Gambia စွမ်းရည်နဲ့ Net စေသမားတော်ဆိုတဲ့ဇာတ်ကားရဲ့အပိုင်း9ကို recap လုပ်ပေးသွားမှာပါအပိုင်း9ရဲ့အစမှာတော့နဂါးကဒံမြန်တိုက်ခိုက်လိုက်ပြီးရှောင်းချဲလဲဂူထဲကိုရောက်လာခဲ့ပါပြီအရင်ဘဝတော့ကမိဝင်းညီပင်ကိုဆေးရရဲ့ဆေးချမ်းထဲမှာပဲတွေ့ခဲ့ဘူးတာဒီနေရာမှာအစ်စ်ကိုမြင်ရလိမ့်မယ်မထင်ထားခဲ့ဘူးလို့စိတ်ထဲကတွေးလိုက်ရင်းနဲ့အပင်တွေကိုယူတော့ဒီထဲကအရာအလုံးကမီလီယံနဂါးနဲ့တုံ့ပြန်ချက်ရှိတယ်သူ့ရဲ့အစာကိုတင်လိုက်တော့သူလာတော့မှနေဘလိုလုံးမှလည်းကြည်တာပေါ့လို့မော်လီကဆိုတယ်နောက်ပြီးရှောင်းချဲကိုဆင့်ခေါ်နေတဲ့ရေတနာကိုတွေ့တော့ကင်ကြည့်လိုက်တဲ့အချိန်မှာကြီးမားတဲ့အလင်းနှန်းကြီးတစ်ခုထွက်ပေါ်လာပါတယ်။အဲ့တော့မှဂူပြင်ကနဂါလည်းဂမ်ဘီယာတားရဲဆိုတာကိုပြပြီးခေါင်းဆောင်၃ယောက်ကိုအပြင်းထန်တိုက်ခိုက်ကမီးနဲ့မှုတ်လိုက်လို့ဒဏ်ရာကိုစီရသွားကြပြီး၃ယောက်စလုံးတစ်ခါတည်းထွက်ပြေးသွားကြပါတယ်။နောက်ပြီးတော့ဂူထဲကိုပြန်ဝင်လာရင်းနဲ့ငါ့အဖိုးတန်ရေတနာကိုခိုးတဲ့ကောင်လို့နဂါကပြောပြီးဂူထဲကိုဝင်လာမှထွက်ပြေးဖို့လုပ်ပြီးမယ်မရတော့ပါဘူး။ငါအသက်ကိုလူချင်းတဲ့သူတွေမနေဘူး။ဒါပေမဲ့ငါဂူထဲကိုဝင်လာပြီးငါရေတနာကိုဓမြတိုက်ရတဲ့မင်းကိုတော့ငရဲမီးနဲ့နှိမ့်ဆက်တဲ့အရာတာကိုမီးစမ်းခိုင်းမယ်လို့နဂါကပြောလိုက်ရင်မီးနဲ့မှုတ်လိုက်တဲ့အချိန်မှာမော်လီကကာကွယ်ပေးလိုက်ပြီးသူမအစွမ်းကိုထုတ်ပြတော့ကြောက်ပြီးပြေးမလို့လုပ်ပြီးမှနဂါကပြန်လှည့်လာရင်လည်းမင်းလိန်နာခံရတော့မလို့ပဲဒီအသက်အရွယ်နဲ့ဘလောက်များတက်မှနိုင်မှာမဟုတ်လို့လေခုနကအစွမ်းတွေကမင်းဖန်တီးလိုက်တဲ့ပုံရင်းရောင်တက်တက်ပါပဲလို့နဂါကပြောပြီးမီးနဲ့မှုတ်ပြီးမယ်မော်လီကအေးအေးဆေးဆေးလေးနဲ့ကာကွယ်လိုက်ပြီးကျဲကွန့်မြူးဖြတ်တောက်ခြင်းနဲ့ပြစ်လိုက်လို့အလင်းနှန်းကြီးကြီးကနဂါစီကိုဖောက်ထွက်သွားပြီးနဂါလည်းတစ်ခါတည်းတည်သွားပါတယ်မော်လီလည်းချက်ချင်းလဲကျသွားပြီးဒီတစ်ခေါက်တော့တေးရမယ်ထင်ပါတယ်ဆိုပြီးမျက်စိမိတ်သွားတော့မှချောင်းချက်ကငါမင်းကိုဒီလိုအဖြစ်ခံမှာမဟုတ်ဘူးဆိုပြီးသူ့ရဲ့သွေးကိုတိုက်လိုက်တယ်မရတော့ပါဇက်နဲ့ပါတိုက်ပြီးတော့ရှောင်းချဲလဲမိလဲသွားပါတယ်အဲ့လိုနဲ့သူမတို့နှစ်ယောက်လုံးကြံတတိရလာတဲ့အချိန်မှာတော့ဘာလို့ငါ့ကိုကယ်ခဲ့တာလဲလို့မော်လီကမေးလို့အရန်လှတဲ့ကောင်မလေးမလို့လေအဲ့လိုလူကအနားမှာအဖော်ပြနေတော့ဘယ်ဆုံးရှုံးရက်ပါမလဲလို့ရှောင်းချဲကပြန်ဖြေတယ်ကျမလူဘလောက်တက်ဘူးလဲမသိလို့ဒီလိုပြောတာဆိုလို့ဒီလိုနာကျင်မှုကိုငါတိတ်နာလေတယ်လုံးဝပြန်တတိမရကျင်တဲ့နာကျင်မှုမျိုးအပြစ်ရှိတဲ့ခံစားမှုတွေနဲ့အတူလွန်ရှာမုန်းတီးပြီးကိုနတ်ဆိုလို့တတ်မှတ်တဲ့အထီးဖြစ်စေတယ်ဒါပေမဲ့မော်လီကတော့အမြဲကျင်နာတဲ့သူဆိုတာငါယုံတယ်ကိုမလုပ်ချင်တဲ့ပုံစံပြောင်းလဲတာကကိုယ့်ရဲ့အရေးကြီးဆုံးလူတွေအတွက်ပါပဲဒါပေမဲ့ဘလောက်တက်တွေးဘလောက်ဆွန်းဆွန်းနှက်ဆိုအစ်မဖြစ်နိုင်ဘူးလို့ရှောင်းချဲကပြောတော့မော်လီကဝမ်းနေသွားပြီးပရိစီကိုကြည့်လိုက်တဲ့အချိန်မှာဒါကနှက်ဆိုနှက်ဖျားမြုပ်နှံခဲ့တဲ့မျိုးစီရဲ့ငါးစီခဲ့တာတစီပဲနှက်ဆိုနှက်ဖျားစွမ်းရင်ကိုစက်ခံလိုက်တဲ့လူမှပဲရှာတွေ့နိုင်မှာဒါကြောင့်သူ့ရဲ့စင်ခေါ်မှုကိုနင်ခံနေရတာပဲမီလီယံနဂါကဒီမှာပုံနေတာကလည်းဒါကြောင့်ပဲဖြစ်မယ်ပြီးတော့အဲ့ဒါကိုစားလိုက်ဆိုပြီးမော်လီကရှောင်းချဲကိုစားခိုင်းလိုက်ပါတယ်နှက်ဖျားရဲ့မျိုးစီမှာတန်ပါတယ်ဟွန်တွန်အရင်အမြင့်စွမ်းရင်ပါရှိပြီးတစည်းစီတိုင်းကလက်စင်တွေကိုထိန်းချုပ်တဲ့စွမ်းရည်နဲ့တက်ဆိုင်နေတဲ့နက်ဖျားစစ်တွေမရှိတော့ပြီဖြစ်တဲ့ဒီခေတ်မှာဒီလိုအစွမ်းတွေရှိတဲ့သူကကောင်းကင်ကိုအန်တူးနိုင်တဲ့စွမ်းရည်မှာပဲအခုဆိုရင်တော့မိုးနဲ့မြေကြားကမီးတက်စင်ကိုကြိုက်တယ်လို့ထိန်းချုပ်လို့လည်းရတော့မှာပါရှောင်းချဲလည်းစွမ်းရည်ကိုရပြီးချက်ချင်းမှာပဲမီးကိုလိုတယ်လို့သုံးနိုင်သွားပြီးတော့ဂမ်ဘီယာပုံတွေကိုဝင်ရောက်သွားလို့ဒီလိုခံစားချက်မျိုးမရတာကြာခဲ့ပြီလို့ဆိုပါတယ်ပြီးတော့ကျန်နက်ဖျားအကွယ်အရေးကိုထပ်ပြီးစမ်းသပ်ကြည့်တော့အလင်းအမြန်နဲ့ရွေးရှာနိုင်သွားပါပြီ။နောက်ပြီးနဂါးရဲ့အမြုတွေနဲ့အလောင်းကိုလည်းယူသွားကြပါတယ်။အဲ့လိုနဲ့အခုဆိုရင်ရှောင်းချဲဟာပထမအဆင့်ကိုမြန်မြန်ဆန်ဆန်နဲ့ကျင့်ကြံလို့ပြီးသွားပြီဖြစ်လို့ငါပြောသားပဲဘသူကများငါလိုတပည့်မျိုးပိုင်ဆိုင်နိုင်မှာလဲလို့ရှောင်းချဲကကြွားလိုက်တော့နင်းလက်ရှိအစွမ်းအရာအဆင့်တူဂမ်ဘီယာသမား2ယောက်နဲ့တစ်ချိန်နဲ့တိုက်ရင်တော့မရှုံးတော့ဘူး။တကယ်လို့နှက်ဆိုနှက်ဖျားဘုံအဆင့်ပွင့်သွားခဲ့ရင်အဆင့်ကျော်ပြီးပြိုင်ဘက်ကိုဆင့်ခေါ်နိုင်တယ်လို့မော်လီကပြန်ပြောလိုက်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအပိုင်း9ကတော့ဒီလောက်ပဲဖြစ်ပါတယ်ခင်ဗျာHello ကျွန်တော်ရဲ့ channel ကနေကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ဂမ်ဘီယာစွမ်းရည်နဲ့နက်စီသမားတော်ဆိုတဲ့ဇာတ်ကားရဲ့အပိုင်း8ကို recap လုပ်ပေးသွားမှာပါအပိုင်း8ရဲ့အစမှာတော့ဆရာအဖြစ်လက်ဆောင်ပေးခြင်းလို့ရှောင်းချဲကရုပ်ဖြတ်ပြီးအကြီးဆုံးကုံသွဲတဲ့ဆိုင်မှာမိဝင်းကြီးအပင်ကိုလာရောက်နေစေးသုံးပင်ကိုခင်းရင်အောင်ဂမ်ဘီယာတင်က300ပေးမယ်လေဆိုတော့အဲ့ဟာကအစိမ်းရောင်တင်ကပြ3000အဝါရောင်တင်းကားပြ3သိန်းနဲ့ညီမျှလို့အရန်ပျော်ပြီးတော့ရောင်းလိုက်ပါတယ်မီလီယံနဂါရဲ့ဂမ်ဘီယာအမြုတွေကိုပြပြီးဈေးထက်ဖြတ်ခိုင်းတော့ခဏထိုင်မအောင်မျိုးရိုးနာမည်လေးတီးခွင့်ပေးပါဆိုပြီးကပ်ဖားရက်ဖားလို့တော့ရွက်ကုန်တဲ့အဖွဲ့ကဘယ်တော့ကပြောင်းလဲသွားတာလဲသူများအကြောင်းမှမေးနေပြီလားဈေးကိုပဲပြောလို့ရှောင်းချက်ကပြန်ပြောတော့ဒါကဈေးဖြတ်လို့မရနိုင်ဘူးကျွန်တော်လိုဆိုင်10ဆိုင်နဲ့ဆိုရင်တော့ငွေမချေနိုင်ဘူးလေလို့ဆိုင်ရှင်ကပြန်ပြောတယ်နောက်ပြီးတလောကလုံးမှာတစ်ထည်ပဲရှိတဲ့အနီအောင်နဲ့သမီးခါဝင်ကိုမော်လီကယူမဲလို့ဆိုလို့ဈေးကခင်းအောင်တင်းကားပြ900တန်ပေမဲ့ကျွန်တော်စီကိုဘယင်ကံမီယာနဂါးမြူတွေခိုင်ပြီးလာခဲ့တာကိုတေချာမခံနိုင်လိုက်လို့အနီအောင်နဲ့သမီးခါဝင်ကိုတောင်းပန်တဲ့အနေနဲ့လက်ဆောင်ပေးလိုက်ပါမယ်ဆိုပြီးဆိုင်ရှင်ကပြောပြီးတော့ပေးလိုက်ရင်းနဲ့စစ်ခုံးဟန်ဆိုတဲ့လူကိုကြားဘူးလားလို့ထပ်ပြီးတော့သူကရှင်းရဲ့ဂမ်ဘီယာဆိုင်ရင်ရဲ့အကြီးကဲပဲလို့ဆိုင်ရှင်ကပြန်ဖြေလိုက်ပါတယ်ရှင်းရဲ့ဂမ်ဘီယာဆိုင်ရင်ကချမ်းဖုံးတော်ဝင်မျိုးနွယ်ကတီထောင်ထားတာဂိုင်းကြီးတွေထဲဝင်လို့မရတဲ့လူတွေအတွက်ဂမ်ဘီယာကျင့်ကြံမှုအကောင်းဆုံးနေရာပါအဲ့လိုနဲ့အဖိုးပေးလိုက်တဲ့တစိမ့်ပြားနဲ့
စစ်ခုံးဟန်ကိုလာရှာပြီးတွေးသွားတော့မင်းတို့တရင်ကိုကြားတယ်ငါမလာနိုင်လို့စိတ်မကောင်းဘူးဒါပေမဲ့နောင်တော်ရှောင်းလျက်မှာမင်းလိုမျိုးဆက်ရှိတော့လေအချီးနှီးမဖြစ်တော့ဘူးပေါ့ဆိုပြီးဂမ်ဘီယာစွမ်းရင်ကိုစမ်းသက်တော့နင်းကကောင်းကင်ဝင်းကြီးနတ်ဖျားသွေးကြောဆိုတာလုံးဝမသိစေနဲ့လို့မော်လီကပြောလိုက်တယ်မင်းကပါရမီရှင်အဆင့်ပဲလို့ပြန်ပြောတော့ကျွန်တော်ရဲ့ချင်းကြံမှုနဲ့ဆိုရင်ဂမ်ဘီယာဆိုင်ရင်ထဲဝင်ဖို့အရေးချင်းရှိလားလို့ရှောင်းချက်ကပြန်မေးလိုက်ရင်းနဲ့တစ်ဖက်ကတိတ်ရတာပေါ့လို့ပြောပြီးဒစိမ့်နဲ့နေရမယ့်နေရာရဲ့တော့ကိုပေးလိုက်ပါတယ်ယွန်ပါဆိုတဲ့ရောက်ဖာနဲ့ပြန်တွေ့တော့အကြီးကဲစစ်ခုံကမင်းအသက်ငယ်ငယ်နဲ့လက်ထပ်ထားမယ်မထင်ခဲ့ဘူးညကြရင်ရောတွစ်ဆုံပွဲကိုတက်ဖို့စိတ်ပါလားမင်းကလူသစ်ဆိုပြီးမဲ့ဒီညအတူလာခဲ့လိုက်လို့ပြောသွားပါတယ်အဲနောက်သူတို့ကလေပေါ်မှာဓာတိုင်းလေးကြည့်နေတဲ့သူနှစ်ယောက်ကိုမြင်တွေ့ကြရမှာပါတလားပပအပြန်လန်လေးကြည့်နေကြရင်ပိုပြင်းထန်လာပြီးနောက်ဆုံးမှာဆရာတူညီမလေးရဲ့ဓာတိုင်းတိုးတက်လာပြန်ပြီးနော်လို့မူယုံကဆိုတယ်ဟုတ်ပါတယ်ရွှေရိုးနဲ့မူယုံကိုယွန်ပါကရှောင်းချဲနဲ့မိတ်ဆက်ပေးလိုက်ပြီးနင်းကအရန်ခန့်တာပဲနော်အတန်းတွေကကောင်းမလေးတွေမြင်ရင်အကြည့်တောင်မလွှဲနိုင်တော့ဘူးထင်တယ်လို့ရွှေရိုးကနောက်ပြောင်လိုက်ရင်းနဲ့ခုနကဆရာတူမောင်လေးရှာကနင်းကိုရောက်ဖလို့ခေါ်လိုက်တယ်နော်နောက်မှတွေ့မယ်လို့ပြန်ပြောသွားပါတယ်ရှောင်းချဲကလည်းငါ့ကိုနောက်တစ်ခါရောက်ဖလို့ထပ်မခေါ်နဲ့လို့ယွန်ပါကိုပြောလိုက်ပါတယ်ညဘက်ကိုရောက်တော့ဆိုင်ရင်တခင်ချင်းရဲ့ဂုံပြူပွဲအချိန်ကိုရောက်လာပါပြီကျုပ်တို့ဆိုင်ရင်ကဆင်းရဲပေမဲ့စပြည့်အရက်တော့အဲ့ခံနိုင်ပါတယ်မမူးမချင်းမပင်ရဘူးနော်လို့တခင်ချင်းကစပြောလိုက်ရင်းနဲ့တခင်အသေးရောက်တိုင်းအခြားကိုင်းတွေကတပည့်တွေကိုအပျော်သဘောရှင်းပြန်ခိုင်းတဲ့စင်ကြီးနဲ့လောက်ကြပြီးရှင်းရဲဆိုင်ရင်ဘက်ကသူတွေကအမြဲရှုံးတဲ့အကြောင်းကိုယွန်ပကရှောင်းချဲကိုပြောပြနေတော့ရှောင်းကိုင်းဂိုင်းခွဲတခင်လေးရှောင်းလော့ချန်ကရောက်လာပါတယ်သူ့ကိုအားလုံးလဲဝိုင်းနှုတ်ဆက်ကြရင်တခင်ချင်းကလည်းထလာပြီးထိုင်ပါလို့အဲ့ခံပြီးတဲ့နောက်ရှောင်းလော့ချန်ကရှင်းရဲမျိုးရဲ့လူငယ်မျိုးဆက်တဲ့နံပါတ်1ပဲလီဒီတစ်ခါမူးယုံနဲ့အမလန်တို့ကပြန်အဖက်ဆဲမှာပါလို့ရှောင်းချက်ကိုယွန်ပါကပြောပြလိုက်ပါတယ်အဲ့လိုနဲ့အရက်လဲတောက်ပြီးကြပြီဆိုတော့ကျွန်တော်တို့တပည့်တွေကိုခမားတို့ဆိုင်ရင်ကတပည့်တွေနဲ့ရှင်ပြိုင်ကြရင်ကောင်းမလားလို့ထပြောတော့အကြီးကဲရွှန်ရဲ့အကြံပြုချက်ကကောင်းတာပဲလို့အခြားကိုင်းကထပ်ပြောလိုက်တယ်ဒါကြောင့်ရွှန်ရှင်းကိုင်းရဲ့ရွှန်ကြီးကပြိုင်ဘက်ကိုအရင်ဆုံးစိန်ခေါ်လိုက်ပါပြီဒီကိုင်း9ကိုင်းတပည့်တွေရဲ့ပြင်းများအဆင့်ကရှင်းရဲဆိုင်ရင်ထက်3ဆင့်လောက်မြင့်တယ်နင်ကအနောက်ကနေညီညီကြည့်နေလို့မော်လီကရှောင်းချက်ကိုပြောတယ်ရွှန်ကြီးကအားလုံးကိုရန်လိုက်စနေပြီးဘယ်သူမှထွက်မလာကြတော့ကို့ဘာသာရွေးလိုက်မယ်နော်ဆိုပြီးအသက်14နှစ်ပဲရှိသေးတယ်ယွန်ပါကိုစိန်ခေါ်လိုက်ပါတယ်ဒါကြောင့်မတက်နိုင်တဲ့အဆုံးယွန်ပါလည်းထွက်သွားပြီးတော့တောင်ကိုချမ်းကြောက်ကိုခွဲအကွက်နဲ့ခုံပြီးတော့စိုက်တိုက်ခိုက်ပြီးမြဲပြိုင်ဘက်ကအသာလေးရှောင်းလိုက်ပြီးတော့လက်နှစ်ဖက်ကိုချုပ်ကစွမ်းရင်စူးစီးပြီးအားနဲ့ထိုးလိုက်လို့တွင်းထွက်သွားတော့ချောင်းချက်ကလည်းဒါကိုဒေါသထွက်သွားပါတယ်ဟုတ်ကဲ့ပါခင်ဗျာအပိုင်းရှိကတော့လောက်ပဲဖြစ်ပါတယ်ခင်ဗျာ